မေတ္တာများများပွားလာတဲ့ပုဂ္ဂိုလ်တွေဟာဒီရှင်ထဲကဒေါသဟာဘဝနဲ့ချီပြီးတော့ပျောက်ကင်းနေတတ်တယ်ရှင်ထဲမှာဒေါသမပေါ်ပြီးသဘောကောင်းတဲ့ပုဂ္ဂိုလ်မျိုးတွေဖြစ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဘဝအတွေ့အကြုံကိုပြောပြတဲ့အခါမှာအရကောဟုတ်တော်ဝမေတ္တာစိတ်တံတတ္တဝတ္တာနိဘာဝယေတတ္တကပ္ပိပြမနောပြမလောကေတတ္တမအကောဒနောဟာသူဟာဘယ်တော့မှစိတ်မဆိုးဘူးတဲ့ဘာကြောင့်စိတ်မဆိုးဘူးတာတုံးဆိုအတိတ်ဘဝတုန်းကအရကဆိုတဲ့ဆရာကြီးတူဖြစ်ခဲ့တယ်ယသိဆရာကြီးတူဖြစ်ခဲ့တယ်အဲ့ဒီယသိဆရာဖြစ်တဲ့အချိန်တုန်းက9 နှစ်ကြာအောင်မေတ္တာဘာဝနာနဲ့လွှမ်းထုံခဲ့ဘူးတဲ့ပေါ့မေတ္တာကိုလေ့ကျင့်ခဲ့တယ်9 နှစ်လေ့ကျင့်ထားတဲ့မေတ္တာဆံရဲ့စွမ်းကြောင့်သူဟာဒီဘဝမှာဒီရှည်လျားတဲ့ကဘာပေါင်း9 ကဘာထိအောင်ပြမပြေမှာစိတ်လုံးဝမဆိုးဘူးတဲ့ပုဂ္ဂိုလ်အနေနဲ့ဖြစ်ခဲ့ဘူးတဲ့နော်ကဘာနဲ့ခြီးပြီးတော့စိတ်မဆိုးဘူးတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ဆိုလွယ်တာမဟုတ်လေပြမပြေရောက်သွားတဲ့အခါမှာပြမလောကမှာနေတဲ့အခါမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ပြမစိုးတရားနဲ့နေတဲ့ပြမတွေမှာစိတ်ဆိုးတယ်ဆိုတာတစ်ခါမှမရှိဘူးအဲ့တော့လောကမှာစိတ်ဆိုးခြင်းတောင်မေ့သွားလောက်တဲ့အနေအထားမျိုးရှိတာစိတ်ဆိုးတယ်ဆိုတာဘယ်လိုတော့ဘယ်လိုဖြစ်တာကိုစိတ်ဆိုးတယ်လို့ခေါ်ရမှာတော့ဒေါသဆိုတာဘယ်လိုဟာတော့လို့မေးယူရလောက်သူ့ရဲ့ရင်ထဲမှာပျောက်ကွယ်သွားတယ်သို့သောဒေါသအမြစ်ပါပျောက်ကွယ်တာတော့အနာခံအဆင့်ရောက်သွားရင်တော့လုံးဝဒေါသပျောက်ကွယ်သွားတယ်လို့ဆိုရအဲ့တော့ဒီပုဂ္ဂိုလ်ကတော့အရကဆိုတဲ့ယသိဖြစ်တဲ့အချိန်တုန်းကသူဟာ9 နှစ်တိတိမေတ္တာဘာဝနာကိုပွားခဲ့တာဖြစ်တယ်မြတ်စွာဘုရားကလည်းမေတ္တာဘာဝနာရဲ့ကောင်းကျိုးကိုဟောခဲ့တာရှိတယ်မေတ္တာဘာဝနာပွားတာဟာတဲ့ဒီအမြဲတမ်းအရေးကြီးလို့ဝေလာမသုတ်တမှာအကောင်းဆုံးကုသိုလ်ဆိုတာကိုအစဉ်စဉ်ဖော်ပြတဲ့အခါဟောကျောင်းကြီးဆောက်လှူတဲ့ကုသိုလ်ဟာဒီအများအတွက်အရလေးမျက်နှာမှာလာတဲ့တန်ခါသုံးမဟုတ်အလုံးအတွက်နားခိုဖို့ဆောက်ဦးတခုဆောက်လှူတယ်ဒါနထဲမှာတော့ပစ္စည်းလှူတဲ့ဒါနထဲမှာတော့အကောင်းဆုံးပဲဒါဖြင့်ဒီတဲ့ကောင်းတဲ့ကုသိုလ်ရှိလားဆိုရှိသေးတယ်ဒီတဲ့ကောင်းတဲ့ကုသိုလ်ကကိုယ်ဘဝကိုဖရာတရားတန်ခါယရဏသုံးပါးကိုအနှံတဲ့တရဏဂုံကုသိုလ်ဟာကျောင်းဆောက်လှူတဲ့ကုသိုလ်တွေမြတ်တယ်လို့ဆိုဟောတယ်ဒါဖြင့်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ရှိသေးလားရှိသေးတယ်၅ ပါးသီလထပ်ပိုးပြီးတော့စောင့်လိုက်လို့ရှိရင်တရဏဂုံသာစောင့်တည်တဲ့ကုသိုလ်တဲ့၅ ပါးသီလပါလိုက်မယ်ဆိုပိုမြတ်ပါတယ်ဒါဖြင့်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ်ဘယ်ကုသိုလ်တော့ဆိုနန္တာလေးတရှူလောက်အချိန်ပိုင်းလေးပဲဖြစ်စေမေတ္တာဘာဝနာပွားပါနန္တာတရှူဆိုတာမြမပြေကလူတွေသဘောပေါက်ပါတယ်တဏခါသွေးကြောက်ပြင်းမောမှာတဏခါလေးသွေးပြီးတော့လက်ကလေးနဲ့ယူပြီးနှာဝတိတ်ပြီးတော့ရှူလိုက်တဲ့အချိန်ပိုင်းနန္တာတရှူလို့ခေါ်တယ်နော်အဲ့ဒီအချိန်ပိုင်းလေးပဲဖြစ်စေကိုယ့်ရင်ထဲမှာဒေါသပျောက်သွားအောင်မေတ္တာပွားလိုက်မယ်ဆိုရင်အဲ့ဒီကုသိုလ်ဟာခုနပြောတဲ့ကုသိုလ်တွေလည်းမြတ်တယ်။ဘာကြောင့်မြတ်တာတော့လို့ဆိုခုနကတရဏဂုံနဲ့သီလကသီလကုသိုလ်များတာဖြစ်တယ်။ကျောင်းလူတာကဒါနကုသိုလ်တရဏဂုံနဲ့သီလကသီလကုသိုလ်။ဟောဒါနတဲ့သီလကမြတ်တယ်။မေတ္တာဘာဝနာပွားရကြတော့သမထဖြစ်သွားတယ်။ဟောဘာဝနာဖြစ်သွားတယ်။ဒါကြောင့်မို့လို့မေတ္တာဘာဝနာဆိုတဲ့ဒါနသီလဘာဝနာသမထဘာဝနာပုံမြတ်တယ်ဒါဖြင့်ဒီတဲ့ကောင်းတဲ့ကုသိုလ်ရှိသေးတာဆိုရှိသေးတယ်အဲ့ဒီကုသိုလ်ကဘာလို့ဆိုဝိပဿနာကုသိုလ်လောကကြီးကမမြဲဘူးဆိုတာကိုအချိန်တိုင်းတာလေးတစ်ခုအတွင်းမှာပဲလက်ဖြစ်တည်းအချိန်လောက်တိုးတောင်းတဲ့အချိန်လေးပဲဖြစ်စေကိုတယောက်တည်းနေတဲ့အချိန်လေးမှာစဉ်းစားလိုက်ပါဝိပဿနာဉာဏ်လေးဖြစ်အောင်